မင်္ဂလာပါကျွန်တော်တို့ Excel အခြေခံအပိုင်းလေးကနေကြိုဆိုပါရစေဒီအပိုင်းမှာတော့ကျွန်တော်တို့ Excel ရဲ့နံပါတ်တွေကိုအမှတ်လုပ်တဲ့နည်းလမ်းတွေပြဖတ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နံပါတ်တွေကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့ module မှာပြောခဲ့တဲ့အတိုင်းပဲဒီညာဘက်ကိုalign လုပ်လေးရှိပါတယ်ပေါ့နော် cell ရဲ့အဲတော့ကျွန်တော်တို့ဒါတွေကို format လုပ်ချင်ပြီဆိုရှင်ဘာလုပ်လို့ရလဲဆိုရှင်ကိုလုပ်ချင်တဲ့နံပါတ်ကလေးကို select လုပ်ပြီးတော့ဒီ home tab ကနေပြီးတော့ဒီနေရာရဲ့ပေါ့နော်ဒီအောက်ကလေးကိုနှိပ်လို့လည်းရတယ်။ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း control 1ပေါ့နော် control ရဲ့1ရဲ့ကိုတွဲနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီဟာပေါ့ပထမဆုံးအနေနဲ့ကတော့ကျွန်တော် format လုပ်မယ်ဆိုလို့ရှိရင် general ဆိုတာပဲဖြစ်ရတယ် general ဆိုတာကတော့ဘာမှထူးခြားတဲ့ format မပါဘဲနဲ့နံပါတ်ကိုနံပါတ်အတိုင်းရေးပေးတာပေါ့နော်။အဲ့ဒါကိုမှကျွန်တော်တို့နောက်ထပ်နံပါတ်တက်ကိုသွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ decimal place တွေ thousand separator တွေပြီးသွားလို့ရှိရင်ဒီ negative number တွေကိုဘယ်လိုရေးမယ်ဆိုတာကိုပြပေးပါတယ်။နောက်နည်းနည်းကြည့်လိုက်ရအောင်။ဒီမှာကျွန်တော်ဒီ9တန်းကျော်ကိုကျွန်တော်လုပ်ချင်တယ်ဆိုလို့ရှိရင်နံပါတ်အနေနဲ့ thousand separator 3ညကဏ္ဍ3လုံးတိုင်းမှာ separator လေးထားချင်တယ်ဆိုလို့ရှိရင်ဒါလေးကို tick လုပ်လိုက်မယ်ဆိုရင်9တန်းပေါ်ပါတယ်။ပြီးတော့ကျွန်တော်ကဒသမ2နေရာမပေါ်ချင်ဘူးဆိုလို့ရှိရင် decimal 0လုပ်လိုက်လို့ရပါတယ်။အဲဆိုရင်ဒီနံပါတ်ကဒီလိုလေးပြောင်းသွားပါတော့။ဒီလိုပဲအနှုတ်ကဏ္ဍလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့အနီလေးနဲ့ပြချင်တယ်ဆိုလည်းရတယ်။ကွင်းစာကွန်ပိတ်ကိုအနီလေးနဲ့ပြချင်တယ်ဆိုလည်းရတယ်။ဒီမှာလုပ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အဓိကနံပါတ်ကမပြောင်းသွားဘဲနဲ့ပြတဲ့ပုံစံလေးအဓိကပြောင်းသွားတာ။နောက်ထပ်တစ်ခုအနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော် currency ဆိုလို့ရှိရင်နံပါတ်ထက်ထူးခြားတာကဘာလဲဆိုလို့ရှိရင် symbol လေးပေါ်လာ။တကယ်လို့ကျွန်တော်ဒေါ်လာအနေနဲ့ပြချင်တယ်ဆိုလို့ရှိရင်ဒေါ်လာအနေနဲ့ပြပေးရတယ်။မြန်မာကျပ်ဆိုလို့ရှိရင်လည်း MMK လို့ရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာကျပ်အနေနဲ့ကျွန်တော်တို့ပြလို့ရပါတယ်။ဒီမှာဆိုလို့ရှိရင်မြန်မာကျပ်အနှုတ်စနစ်အနေနဲ့သူတို့ပြပေးတယ်ပေါ့နော်။အဲဒီလိုပဲနောက်ထပ် option တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ accounting number မှာကျတော့ကျွန်တော်တို့ဒီ negative number ကိုဘယ်လိုပြမယ်ဆိုတာမပါဘဲနဲ့သူ့ရဲ့ဒီ standard accounting အတိုင်းပေါ့နော်ကွင်းစာကွန်ပိတ်နဲ့အရှေ့ currency နဲ့ကိုပြပေးပါတယ်။အဲတော့ကျွန်တော်တို့ဆက်ကြည့်ရမယ်ဆိုလို့ရှိရင် date တွေ time တွေကိုဆက်ကြည့်ကျွန်တော်တို့ဒီ date ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ date ကိုမှန်မှန်ရေးပြီးသွားပြီဆိုလို့ရှိရင်သူ date ကပုံမှန်အတိုင်းပေါ်တယ်ပေါ့နော်။အဲဒါမှကိုပြချင်တယ်ဆိုလို့ရှိရင်ဒီမှာ format တွေမျိုးစုံရှိပါတယ်။အဲ့ထဲကနေပြီးတော့ကိုကြိုက်တဲ့ format ကိုရွေးပြီးတော့ပြခိုင်းလို့ရပါတယ်။ time ဆိုလို့ရှိရင်လည်းဒီ time format ထဲကနေပေါ့နော်ပြလို့ရပါတယ်ခင်ဗျ။ကျွန်တော်တို့အနေနဲ့ဒီနာရီကိုဘယ်လိုပြမလဲမိနစ်နဲ့စက္ကန့်ပဲပြမယ်။ဒါမှမဟုတ်လို့ရှိရင်24နာရီ format နဲ့ပြမယ်။7နာရီ format နဲ့ပြမယ်။ AM PM ထည့်မယ်ဒါမျိုးတွေအကုန်လုံးကိုကျွန်တော်လုပ်လို့ရပြီးတော့နောက်တစ်ခုအနေနဲ့ဆိုရင်တော့ကျွန်တော် percentage ပါ percentage ဆိုလို့ရှိရင်ကျွန်တော် decimal ကိုရွေးလို့ရတယ် percentage ကိုရွေးလို့ရပါတယ်ကျွန်တော်အဲ့တော့ခုနက 3.25 ကိုကျွန်တော်တို့ percentage ပြောင်းကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲကြည့်ရအောင်3.25ကိုကျွန်တော်အနေနဲ့ decimal space ကို4နေရာလိုချင်တာပါအဲဆိုလို့ရှိရင်25%ဒသမနပါ34လို့နဲ့ပြပေးပါခင်အဲ့လိုပဲအပိုင်းကိန်းနဲ့ပြချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အပိုင်းကိန်းနဲ့ပြဖို့အတွက်ရွေးပြီးလို့ရကျွန်တော်အဲ့ထဲကမှနောက်ထပ်ဒီ scientific number 3ခုလိုရဆိုလို့ရှိရင်လည်းဒီ scientific number နဲ့ပြပေးလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုထူးခြားတစ်ခုက test ဆိုတဲ့ပုံစံပေါ့နော်သူက number ဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့ပူတဲ့အတိုင်းပုံမှန်ဆိုလို့ရှိရင်ညာဘက်ကို align လုပ်လို့ရှိတယ်ပေါ့နော်တကယ်လို့ test ကိုရေးရမယ်ဆိုလို့ရှိရင်ဒီမှာတွေ့တဲ့အတိုင်းပဲဘယ်ဘက်ကို align လုပ်ပါသူကဘာလဲဆိုရှင်ဒီဟာကိုခဏအနေနဲ့မှတ်ပေးတာမဟုတ်တော့ဘဲနဲ့စာအနေနဲ့မှတ်ပေးတာဖြစ်ဒါကတော့ကျွန်တော် number နဲ့ပတ်သက်ပြီး format လုပ်တဲ့သင်ခန်းစာလေးမှာအာပြောပြပေးချင်တာအကုန်ဖြစ်ပါတယ်ခင်ဗျ